ဒီနေ့ကတော့ကျွန်တော်ကြာသာရင်းနေဘွားတွေအတွက်ဘူမိကာလာအပိုင်းခြားလေးကိုပြောပေးချင်တာဖြစ်ပါတယ်ကြာသာရင်းနေဘွားတွေရဲ့ဘူမိကာလာကအသက်ကြီးမှဖြစ်တာပါဗျအဲ့တော့53နဲ့58ကကြာရီသားမိတွေအတွက်ဘူမိကာလာအပိုင်းခြားဖြစ်တယ်အဲ့တော့6နှစ်တာကာလာပေါ့ဗျာ53နဲ့58ဒီကာလာလေးမှာဖြစ်တတ်တယ်အားနည်းချက်လေးတွေပေါ်တတ်တယ်ပေါ့နော်အဲ့တော့ကြာသာရီသားမိတွေရဲ့ကံတစ်ခါကြာရင်အလဲတွေမှာတစ်ချက်ထထဖောက်တာတွေရှိတယ်တော့အဲ့လိုအသက်30ကျော်လေးတွေအဲ့လိုလေးတွေမှာတော်ဖောက်တာလေးတွေရှိတယ်ဂျားပေါက်လေးတွေစိုးလေးတွေဝင်တတ်တယ်ပေါ့အဲ့ဒါဖြစ်တဲ့အတွက်53နဲ့58ကြာတော့သူကကန်ဆာတာမှာအချုပ်နေရာတွေမှာအဆိုးတော်များတယ်ဗျအဲ့တော့53နဲ့58ကတော်သတိထားရတယ်လို့ပဲကျွန်တော်တို့ကပြောရမလားမသိဘူးအဲ့လိုမျိုးတွေမှာအားနေတယ်တလားအဲ့တော့အဆိုးလေးတွေရှိတယ်ဘာဖြစ်လို့လဲဆိုတော့ဘဝတစ်လျှောက်လုံးမှာလူကကောင်းတာနဲ့မကောင်းတာနဲ့ရှင်တော်များများမကောင်းတာပို့လို့တာဗျမကောင်းတာပို့လို့တာလူတွေကိုသတိထားကြည့်ပေါ့အဲ့ဖျားရှိခိုးတဲ့အချိန်နဲ့ကြံတဲ့အချိန်နဲ့ဘယ်ဟာပိုများလဲဖျားအောင်ပြုတ်နေတဲ့အချိန်နဲ့ကြံတဲ့အချိန်နဲ့ဘယ်ဟာပိုများတွက်ကြည့်လေနော်အဲ့ဒါကိုကြည့်တာနဲ့ကျွန်တော်တို့ကသိတာအဲ့တော့လူတိုင်းကမကောင်းတာလုပ်ကြတာများခဲ့လို့လားတော့မသိဘူးအဲ့ဒီဂျာသာပရိသားမီးတွေတဲ့53နဲ့58ကတကယ်ကိုမကောင်းတဲ့လူခံကောင်းတဲ့လူဆန်ဆိုတဲ့ကာလပဲဘာလို့လဲဆိုတော့အဲ့ဒီ53နဲ့58ကတနင်္ဂနွေဂျိုအိတ်လို့ခေါ်တယ်တနင်္ဂနွေဂျိုအိတ်လို့ခေါ်တယ်တနင်္ဂနွေဂျိုအိတ်ဆိုတာဂျာသာပရိကနဝင်းမှာရှိတာဗျစဉ်းစားကြည့်ရင်တော့ကြာသာပတိနဝင်းဖြစ်တဲ့အတွက်ကောင်းတယ်ပေါ့တနင်္ဂနွေရဲ့သဘောကကြာသာပတိနဲ့တွက်ရင်9ခုမြောက်ကိုအဲ့တော့နဝင်းမှာရှိတယ်လို့ခေါ်တယ်ဒါကြောင့်ပဲကျွန်တော်တို့ဟာတနင်္ဂနွေဂျိုးအိမ်မှာတော့ကြာသာပတိတွေကကောင်းမယ်ဒီလိုမျိုးသွားပြောလို့တော့မရပြန်ဘူးအဲ့တော့53ဆိုတော့လူကြီးပိုင်းရောက်ပြီဆိုတော့ကိုဒီ43 44 40ကျော်လောက်တွေကတန်ဝေကရပြီးတော့အချို့မကောင်းတာတွေလျှော့လာတယ်ကောင်းတာလေးတွေပို့လောက်လာတယ်နော်သူများတွေကိုလည်းအိတ်တာမက်ဆီကမပွားတော့ဘူးနော်သူများတွေပေါ်မှာလည်းအခြားမရှိတော့ဘူးပေါ့ဗျာဗိစာမပွားတော့ဘူးလူမျိုးတွေမရှိတော့ဘဲနဲ့ကိလေသာကိုဖြည်းဖြည်းနဲ့တတ်နေတဲ့လူတွေဘာသာရေးဘက်ကိုပုံနွယ်တဲ့လူကတော့53နဲ့58မှာတိတာထင်ရှားသွားညံ့နေမှာတော့မဟုတ်ဘူးဒါပေမဲ့လူဆိုတာကမကောင်းတာလုပ်တာများတာ60လဲတရားမရ80လဲတရားမရအသက်ကြီးမှဒေါသပိုကြီးဒီလိုမျိုးတွေကျွန်တော်တို့အများကြီးတွေ့လာတော့အဲ့လိုလူမျိုးတွေဖြစ်တဲ့အတွက်53နဲ့58မှာဂျာဝေးသားမီကလှိမ့်ပိတ်ပြီးညံ့တာအဲ့တော့ကောင်းတာလုပ်တဲ့လူဆိုတော့အရင်အညံ့မကြုံဘူးလို့သိထားပါဘူမိရဲ့ကံလေးတော့နည်းနည်းပါးပါးခံရတာပေါ့ဒီလောက်ပဲအရင်ကြီးမညံ့ဘူးဒါလေးတစ်ချက်ကျွန်တော်တို့သိစေချင်တယ်အဲ့တော့ဒုတိယအနေနဲ့ကျွန်တော်ပြောလိုတာဘယ်လိုဟာမျိုးတွေညံ့လာလဲအဲ့ဒီကာလမှာအဓိကညံ့တဲ့အချက်ကကျမ်းမာရေးဗျကျမ်းမာရေးနဲ့ပတ်သက်ရင်အဲ့ဒီကာလတွေမှာစပြီးတော့သူကကြီးမားတွေပေါ်လာတတ်တယ်53နဲ့58မှာအဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတယောက်နဲ့ဖွားစားတာမတူတဲ့အတွက်ဘာယောဂဖြစ်မယ်လို့တော့ကျွန်တော်တို့ပုံသေးကားချက်ပြောလို့မရဘူးဖြစ်နိုင်ခြေတွေကျွန်တော်ရှောက်ပြောမယ်ဆိုလဲအဆင်မပြေဘူးဒါပေမဲ့ကျွန်တော်တို့ဖြစ်နိုင်ခြေရှိတဲ့နေရာမှာပိုသေးကြတဲ့ဟာလေးပြောပြမယ်အဲ့ဒါဘာလဲဆိုတော့လေဖြတ်တတ်တယ်နော်အဲ့ဒါကြောင့်သွေးတိုးတတိထားပါ53နဲ့58မှာဂျာပရိသားမီးတွေအနေနဲ့ဒုတိယအချက်အနေနဲ့မဖြစ်မနေခွဲစိတ်ကူးတာမှာပျောက်တဲ့ယောဂါတွေအကြုံရတတ်တယ်မခွဲဘူးမပြုတ်ဘူးနေမယ်ဆိုရင်ပိုဆိုးလာတတ်တယ်အဲ့တော့ခွဲစိတ်ကူးတာမှာပျောက်မယ် operation ဝင်ရမယ်ဆိုပြီးဆရာဝန်ကပြောပြီးဆိုရင်လှုပ်လိုက်ခွဲလိုက်စိတ်ချရတဲ့ဆရာဝန်တော့ဖြစ်ဖို့လိုတာပေါ့ဗျာစိတ်ချရတဲ့ဆေးရုံဆေးကစိတ်ချရတဲ့ဆရာဝန်စိတ်မချရတဲ့နိုင်ငံခြားသွားခွဲပေါ့ကိုယ်အနေနဲ့စိတ်ထဲမှာမတင်ငါဘူးထဲဒါမဲ့53နဲ့58မှာအဲ့လိုခွဲစိတ်ကူးသားမှာပျောက်တဲ့ယောဂမျိုးတွေလေဖြတ်တာနဲ့ယောဂမျိုးတွေမြစ်ပွားနာဆိုတဲ့ကင်ဆာမျိုးတွေနောက်ပြီးအရေပြားနဲ့ပတ်သက်တဲ့ယောဂမျိုးတွေဒီလိုမျိုးတွေကအစဖြစ်လာတတ်တယ်လို့ပြောပါတယ်ကျမကြီးအားနေလာတယ်ပေါ့ဗျာဒုတိယအားနေချက်ကဘာလဲဆိုတော့အထူးသဖြင့်လူတွေမှာဆိုတာကိုနဲ့ချစ်ရတဲ့လူတွေကိုအရန်တန်မိုးထားရတဲ့လူတွေရှိတယ်အဲ့လိုလူတွေဆုံးရှုံးပြီဆိုရင်တော်တော်ခံစားခတ်ပါတယ်အဲ့လိုပဲ53နဲ့58မှာ
ကိုချစ်ရတဲ့လူတွေရဲ့သတင်းစိုးတွေကြားရတယ်ချစ်ရတဲ့လူတွေဆုံးပါသွားတာချစ်ရတဲ့လူတွေရဲ့အစင်မပြေတာချစ်ရတဲ့လူတွေကအများကြီးဖြစ်မယ်မိဘမောင်ဘွားလည်းဖြစ်မယ်သားသမီးလည်းဖြစ်မယ်အရင်ချစ်ရတဲ့တငယ်ချင်းလည်းဖြစ်မယ်အဲ့လိုလူတွေရဲ့မကောင်းတဲ့သတင်းတွေအဲ့လိုလူတွေရဲ့ဒုက္ခရောက်နေတဲ့သတင်းတွေအဲ့လိုလူတွေရဲ့အိပ်ရတဲ့လဲတဲ့သတင်းတွေဒီလိုမျိုးတွေရိုက်ခတ်လာတတ်တယ်လို့ပြောပါတယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့လက်လွန်နာခဲ့သည်ရှိတော့53နဲ့58အတွင်းမှာပြန်မရပါဘူးဆုံးတတ်ပါတယ်အဲ့တော့အမောက်လေးနည်းရင်တော့ပြန်ရမယ်ငွေအမောက်များတယ်ဆိုတော့ဆုံးတတ်ပါတယ်ဒါကြောင့်53နဲ့58မှာပတ်စံချီးတာမျိုးတွေကိုကျွန်တော်တို့လက်လွတ်စပယ်မလုပ်ပါနဲ့လို့ကျွန်တော်တို့ဒါလေးတစ်ခုပြောလိုပါတယ်နောက်ပြီးတော့သားစိုးသမီးစိုးပါလာတဲ့လူမျိုးတွေပေါ့အဲ့တော့53နဲ့58မှာသားသမီးကိုထုတ်ပေးလိုက်တဲ့အရင်ဒီသားသမီးကိုခွဲပေးလိုက်တဲ့အမွေတချို့တော့သူလည်းအဖက်မတင်ကိုလည်းဆုံးရှုံးအဲ့လိုမျိုးတွေအကုန်ဖြစ်တတ်တယ်ဒါကြောင့်ပဲကျွန်တော်တို့ကတော့ဖြစ်နိုင်ရင်53နဲ့58မှာသားသမီးတွေနဲ့ပတ်သက်တဲ့ကိစ္စတွေပေးရကမ်းရမယ်ဆိုရင်တော့မှထင်း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 ပေးစေခြင်းတယ်ရင်းနှီးထုတ်ပေးရရင်တော့သားသမီးစိုးကတန်ကိုခံရတတ်လို့ဒုက္ခပေးတဲ့သားသမီးတွေအဲ့ဒီအချိန်မှာအဆိုးဆုံးဒုက္ခပေးတတ်တယ်လို့ကျွန်တော်တို့တွေ့ရတယ်เนาะဒီအချက်လေးတွေသတိထားပါဒီအချက်လေးတွေအားနည်းချက်ရှိတယ်ပြီးတော့အဲ့ဒီအချိန်တွေမှာကျွန်တော်တို့ကဆောက်လုပ်ရေးလုပ်ငန်းလုပ်နေရတဲ့လူတွေစက်ရန်နေရကားတွေနဲ့ဆက်နေရတဲ့လူတွေဆိုရင်အဲ့ဒါနဲ့ပတ်သက်ပြီးမတော်တဆထိခိုက်မှု accident လေးတွေလည်းဖြစ်တတ်တယ်53နဲ့58ဆိုရင်အချို့အမျိုးသားတွေကအကားတွေပါတယ်မောင်းနေတုံးရှိအောင်မယ်ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာလုပ်နေကြတုံးရှိအောင်မယ်တော့ထိခိုက်ရှာနာအန္တရာယ်ရှိတဲ့စက်ရုံအလုပ်ရုံတွေမှာလုပ်နေကြတုံးရှိနေအောင်ပါအဲ့ဒါဖြစ်တဲ့အတွက်ဒါလေးတွေကိုလည်းဂရုစိုက်ဖို့ကျွန်တော်တို့ပြောလိုပါတယ်เนาะအဲ့ဒီချက်လေးတွေမှာအားနည်းချက်ရှိပါတယ်အဲ့တော့53နဲ့58မှာကျွန်တော်တို့အကြံပေးလို့တော့အလှင်လိုရင်အနှေးဖြစ်လိမ့်မယ်53နဲ့58ကြာရင်အရှိန်ကို short ချပလိုက်အရှိန်ကိုအကုန် short လိုက်လီဗာကိုအကုန်လှုပ်ပြီးတော့ break တာမှီတာတော့ဆိုတဲ့ပုံစံမျိုး53နဲ့58မှာလောလေဖြစ်ချင်စိတ်များလေမဖြစ်လေပဲအဲ့တော့အလင်းစလို့ဘာမှမလုပ်နဲ့ကားမြန်မြန်မောင်းဆိုင်ကယ်မြန်မြန်မောင်းမလုပ်ပေးချင်လို့မြန်မြန်လုပ်အဲ့ဒါဘေးနာရလက်အစိုးတွေပဲထွက်လာလိမ့်မယ်အဲ့တော့ဖြည်းဖြည်းမှန်မှန်တာလုပ်ကြပါလို့53နဲ့58မှာဂျာသာရေးသားမိတွေကိုကျွန်တော်တို့တိုက်တွန်းပါတယ်เนาะအဲ့ဒါလေးတွေတည်ထားစေချင်တယ်အဲ့တော့ကောင်းတဲ့အချက်တွေရောမရှိဘူးလားရှိတာပေါ့ကောင်းတဲ့အချက်တွေရှိတယ်အရင်နေ့ကစီးပွားရေးအချိန်ရနေတဲ့လူဆိုစီးပွားရေးနဲ့ပတ်သက်ပြီးတော့ပြက်စီးသွားတာမျိုးတော့ဖြစ်ချင်မှဖြစ်မယ်စီးပွားရေးနဲ့ပတ်သက်ပြီးပုံမှန်လေးလက်ပတ်နေတယ်တွားနေတယ်ဒါပေမဲ့ငွေကြေးနဲ့ပတ်သက်ရင်တော့ထင်သလောက်ဝင်ကြမဝင်မယ်ငွေအများကြီးဝင်တဲ့လူဆိုလဲဘေးပေါက်ဒါတော့သားသမီးကြောက်ကုန်တာတို့အကျမကြီးကြောက်ကုန်တာတို့အခြားတော့ကုန်စရာလေးတွေပေါ်လာပြီးတော့ကုန်တတ်တယ်အချို့ကြတော့လေဒီအိုကြီးအိုမမအိမ်တော်ကြီးပြဿနာတက်တာတွေလဲကြောက်သွားတာတွေ့ဘူးတယ်နော်53နဲ့58မှာကြာပြီးသားသမီးညာအိမ်တော်ဘက်ကဒီရွယ်ကြီးကြောက်မှဖောက်ပြန်လို့အသက်60နာနေပြီမလေးကျမယောက်ျားပြောရင်လည်းရှက်စရာကောင်းပါတယ်ဒီအချိန်ကျမှဖောက်ပြန်သွားလို့ဆိုပြီးလာပြောတဲ့ကြာပြီးသားသမီးတွေလည်းအများကြီးတွေ့ရတယ်53နဲ့58မှာအဲဒီကြမှာခြေမကင်မီလက်မကင်မီဖြစ်တာအချို့ကြောက်လည်းငငယ်တွေကယောက်ျားလို့စားမိစားနေတော့53နဲ့58မှာမယငယ်ယူပြီးတော့ငါတို့ဆိုထားခဲ့ပြီးတော့အငယ်နဲ့သွားပေါင်းရင်ငါတို့မှစားမယ်တောက်မယ်ဖြစ်ပါပြီရဲ့ဆိုတဲ့လူမျိုးတွေလည်းရှိတယ်အဲ53နဲ့58မှာကိုယ့်ကိုယ်ကာဒီအိမ်တော်ကြီးဖောက်ပြန်တာမျိုးတွေလည်းအိမ်တော်ဘက်ရဲ့ဖောက်ပြန်ခြင်းကိုခံရတာမျိုးတွေလည်းကြုံရတယ်လို့ကျွန်တော်တို့တွေ့ရတယ်เนาะအဲ့ဒီအချက်လေးတွေလည်းကျွန်တော်မြင်ရတယ်ကိုယ်တိုင်ကြာတာပလေးဆိုရင်လည်းအဲ့လိုမျိုးတွေမလုတ်တဲ့နဲ့ကိုယ့်အရွယ်နဲ့မလုတ်တဲ့နဲ့ဟာတွေရှောက်လို့မိတတ်တယ်နော်ရှောက်လို့မိတတ်တယ်အဲ့ဒီအချက်လေးတွေသတိထားပါအဲ့တော့ကြာတာပလေးသားသမီးတွေမှာကျွန်တော်တို့ဘလူတွေကတော့ပုံညံ့လဲဘလူတွေကပိုဆိုးလဲဆိုတော့အဲ့ဒီကာလာရောက်လာပြီဆိုရင်ကြာတာပလေးဘင်ကဘွားလေးတွေကတော့ပုံညံ့ပါတယ်ကြာတာပလေးဘင်ကဘွားဖြစ်တယ်ဆိုရင်53နဲ့58မှာပို့ပြီးတော့ညံ့ဖြစ်မှုပုံများတယ်လို့ကျွန်တော်တို့မြင်ရတယ်နောက်ပြီးတော့ကြာတာပလေးအထုံးဘွားတွေကြာတာပလေးအထုံးဘွားတွေက53နဲ့58မှာသူများတွေတက်ပုံညံ့တယ်လို့ကျွန်တော်တို့တွေ့ရတယ်အဲ့တော့53နဲ့58ကိုဖျက်တဲ့ကြာရေးသားမင်းတွေကဘာမှစိတ်ပူစရာမလိုတဲ့ချက်ကဘာလဲဆိုတော့ကောင်းအောင်နေမဟုတ်တာမလုံးနဲ့53နဲ့58ဆိုတာဘာသာရေးဖတ်ရမယ်အရွယ်ရန်နာသုံးမမမေ့နဲ့ဘာသာရေးလို့သူများပေါ်မကောင်းတဲ့စိတ်မဝင်နဲ့အချို့ကြတော့သူများပေါ်မကောင်းတာတော့မလုပ်တော့စိတ်ထဲကတော့မကျင်တတ်ဘူးဗျဟိုလူအစဉ်ပြေနေမနာလို့စိတ်ထဲမှာဖြစ်နေတာလေ
လူဆိုစိတ်ကိုထိန်းချုပ်နိုင်မို့လို့တာ哦စိတ်ကိုထိန်းချုပ်နိုင်မှာပဲတရားရမှာစိတ်ထဲမှာဖြစ်နေတယ်အပြင်မှာတော့မဖြစ်ဘူးအဲ့လိုမျိုးတွေကအစားမဖြစ်စေနဲ့အဲ့ဒါကိုသတိနဲ့ထိန်းတရားနဲ့ထိန်းပေါ့နော်အဲ့လိုမျိုးထိန်းနိုင်နေဆိုရင်တော့53နဲ့58မှာအရင်ဆိုးမှာတော့မဟုတ်ဘူးအရင်ညံ့မှာတော့မဟုတ်ဘူးဒါလေးတစ်ချက်ပြောပြချင်တာဖြစ်ပါတယ်အဲ့တော့53နဲ့58ရောက်ပြီးအသက်ကြီးပိုင်းလေးရောက်ပြီဆိုတော့ကျွန်တော်ဘာရရတွေလှုပ်တင်လဲပေါ့အဲ့ဒီကာလအပိုင်းခြားရောက်ပြီဆိုတော့အထွေထူးလှုပ်ဖို့တော့မလိုဘူးကျွန်တော်တို့ကိုယ်နဲ့နေတူနန်တူဖြစ်တဲ့ဂျာတာပရိချုံမင်းတွေတကွာဂျာပရိသားမီတွေကိုမြတ်တာပို့မယ်အဲ့ဒါလေးကိုဦးစားပေးလုပ်ပါပြီးတော့ဂျာရီနန်နဲ့ပတ်သက်တဲ့ပစ္စည်းတွေကိုပဲနေတူနန်တူဆေးဘက်ယူဆိုတဲ့ပုံစံတိုင်းဖះမှာကတ်လူမဲဂျာရီနန်နဲ့ပတ်သက်တဲ့ပန်းတွေပါဗျာပိန်းပန်းတို့မင်းမျိုးပန်းတို့ဂျာရီနန်နဲ့ပတ်သက်တဲ့အစားအသောက်တွေပေါ့မုတ်လုံးရေပေါ်တို့ပြောင်းမိုးတို့ပေါင်မုတ်တို့ဘိန်းမုတ်တို့ဒါမျိုးတွေများများလှုပ်ပါဒါဆိုတော့အသီးအသားကအညံ့အဆိုးတွေကနေလွတ်ပြီးတော့ကံကောင်းမှုတွေရပါမယ်53နဲ့58ဆိုတော့6နှစ်တာဆိုတော့ခဏတာလေးပါအရင်စိတ်ပူရတဲ့အနေအထားမျိုးတော့မဟုတ်ပါဘူးเนาะဒီလောက်ဆိုတော့သဘောပေါက်မယ်ထင်ပါတယ်ဂျာရီသားမိတွေဘူမိကာလာကိုကောင်းစွာဖြတ်တန်းနိုင်ပါစေလို့ဆုမကောင်းတောင်းရပါတယ်ဗျာ